Abula setelah itu sebenarnya foto dia foto ဒါကတော့အစားတလိုက်တုပ်ပေါ်ပါဒါကတော့ဈေးရောက်တော်ရဲ့မိဝိုင်းမာလေးပါဖိုတိုနဲ့အတူပျော်ရွှင်ရင်ပေါ်ရင်းနဲ့စာရေးသိယူတဲ့ခီးလေးကိုစတင်လိုက်ကြပါစို့MSC ရထားလို့ထားရင်ဖိုတိုဘဲပေါင်းရင်းနဲ့ကျောင်းသားဗလာစာအုပ်တွေကိုမှားယူလိုပါကဖုန်းပိုက်ပါ39ကို138နဲ့39ကို411လေး98ကိုဆက်သွယ်မှအားပေးနိုင်ပါပြီရှင်နနကင်းနေကြီးသာစအချိန်အောင်မန်းရွာရဲ့မြေနေလမ်းမထက်မှာပုံတလုံးလုံးနဲ့ရွာသားတွေကလှုပ်ရှားသွားလာနေကြတယ်။အဲ့ဒီထဲမှာတော့ဖိုးတူတို့အဖွဲ့ကအပောင်ဝင်ဖြစ်ပြီးအရင်မျိုးမုတ်ဆိုင်ရှိကိုရောက်လာခဲ့ကြတာပါ။ပုံမှန်ဆိုလူတွေနဲ့ဆွေးနွေးနေတတ်တဲ့အရင်မျိုးရဲ့ကုံစုံဆိုင်ကြီးဟာဒီနေ့မှာတော့ထူးဆန်းစွာပြီးတကားပိတ်ထားခဲ့တာပါ။တော်ပေါ်ကဘိုက်ကိုပွက်လိုက်ပြီးမျက်နှာမကောင်းစွာနေ။ဟာဒီနေ့မှာအရင်မျိုးကလည်းဘလို့ဖြစ်တာလဲ။နောက်မှာတော့လေမနေ့ကတင်ထားတဲ့ကိတ်မုတ်အီလေးတွေနဲ့လေပေါင်းမုတ်တွေကိုလေအိမ်မက်တဲတွေထည့်မှန်နေတာအခုကြည့်ပါတကားကြီးကအသေးပိတ်ထားတာပဲအရင်မျိုးကလေဒီစိမ့်ကြီးအိတ်နေရတာဒါမှမဟုတ်ငါတို့မုံမချောင်းကျန်လို့တကားပိတ်ထားတာများလားဟုတ်ပါနော်ပုံမှန်ဆိုလေအရင်မျိုးကမနေ့6နာရီဆိုတကားဝမှာမြင်းနဲ့ပြုံးရှင်ပြီးတော့ရှင်းနေတတ်တာဟာအခု9နာရီတော့ကြော်နေပြီနေမကောင်းဖြစ်နေရလားဒါမှမဟုတ်တခုဖြစ်နေရလားမသိဘူးနော်ငါတို့အရင်မျိုးကြီးမှာသွားကြည့်ရင်ကောင်းမလားရွာတွေကကောလင်ဟာလာတွေတကယ်ဖြစ်နေရများလားရွာတွေကလူတွေပြောတာတော့မင်းညကဒီဆိုင်ရှိမှာအကြီးအကျယ်ပြဿနာတက်ကြတာဟဲ့ဘာပြဿနာလဲပို့ထုရဲ့မင်းကလေတခုခုဆိုလေစုံတော့လှုပ်ချင်တာနဲ့ပဲပုံကြီးကျဲဖို့ပဲသိတာ itu akalah pelak kan အရင်မျိုးကအိပ်ပျော်နေရနေမှာပါမဟုတ်ဘူးငယ်ပင်ရဲ့ငါတီပြောနေတာမင်းညကလေမပုတ်ဆောင်တဲ့အရင်မျိုးတို့ဒီဆိုင်ရှိမှာအကြီးအကျယ်စကားများနေအောင်အောင်ဖို့လို့မြင်လိုက်တယ်တဲ့မိုင်းပုတ်ဆောင်မျက်နှာကြီးကလေဒေါသထွက်လုံးလို့ညီမြန်းနေရဆိုပဲဟာနင်ပြောတဲ့အတိုင်းသာအမှန်သာဆိုမိုင်းဘောဆောင်နဲ့အရင်မျိုးကစကားများကြပြီးစိုက်ဝဝင်တာပေါ့နော်ဒါဆိုမိုင်းဘောဆောင်ဆိုင်ရအောင်ဖွင့်ရလားအဲ့တော့သွားကြည့်ရမှာပေါ့ကွာအဲ့လိုပြောပြီးဖိုးတူကရှေ့ရထွက်သွားတော့မိဝိုင်းတို့လေနောက်ကနေလိုက်သွားခဲ့ရော်ဒီဖိုးတူတို့အဖွဲသားတွေလေမပုတ်ဆောင်ဆိုင်ရှိကိုရောက်လာခဲ့ကြ၏မပုတ်ဆောင်ကပြပြတလင်းနဲ့ပြည့်စည်လင်းရင်သူတို့ကိုအကဲခတ်နေရကိုတွေးလိုက်ရတာပါမိုင်းဘောဆောင်ဒီနေ့ဈေးအောင်ကောင်းရဲ့လားဗျ